တခါတော့ကရွက်လေးနဲ့ရမ်းတူတဲ့ number 4လေးရှိပါတယ်သူဟာပင်လယ်ပြင်ကြီးထဲမှာရေကူးရတာကိုတိတ်ကိုဝါသနာပါတာပဲတဲ့သူဟာမြေကမ်းဘေးမှာရှောက်သွားနေရင်လည်းလပိုင်းလေး၄កောင်နဲ့တွေ့ပါတယ်လပိုင်းလေးစုစုပေါင်း၄កောင်ဟာခုံရင်းပေါင်ရင်းနဲ့လှိုင်းစီးနေကြတာပေါ့ကန်းဆန်မှာနံပါတ်1 2 3တို့ကစောင့်နေကြတယ်နံပါတ်4ကရေထဲကနေကမ်းမုံကိုပြန်တက်လာပြီးသူတို့နဲ့ပေါင်းလိုက်တယ်တငယ်ချင်းနံပါတ်1 2 3တို့ကလည်းကမ်းခြေမှာစောင့်နေကြတာပဲနံပါတ်1 2 3 4တို့အားလုံးလက်တွဲပြီးလှပတဲ့နေဝင်ချင်းကမ်းခြေတစ်လျှောက်ကိုလမ်းလျှောက်သွားကြတယ်အခုဆိုရင်တငယ်ချင်း၄ယောက်လုံးအတူတူပျော်ပျော်ရွှင်ရွှင်ရှိနေကြပါပြီတတမီမီတို့လည်းပဲကိုပတ်ဝန်းကျင်မှာ၄ခုရှိတဲ့အရာလေးတွေကိုရှာကြည့်ကြပါဦးနော်တတမီမီတို့ရေနံပါတ်5ကလေးအကြောင်းကိုဆက်ပြီးနားထောင်နေတယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားကြပါနော်အသစ်တင်တိုင်းချက်ချင်းသိရအောင်လို့ဘေးကခေါင်းလောင်းပုံလေးကိုလည်းနှိပ်ချကြပါဦး